တရားနဲ့ကောက်ချင်တရားနဲ့လိုက်ရောက်ပြေးတမ်နဲ့21ရဲ့ခြေဆုံးတရားကြီးကိုရောက်နေရပါသူကတလွာချင်းစီကတခြားနိုင်ငံကိုရောက်သွားတယ်လို့ဖန်တီးထားတာပေါ့နော်အခုမှကြည့်ဆန်ဖရန်စစ္စကိုရောက်နေအခုအဲဆန်ဖရန်စစ္စကို9လမှာရှိတယ်ခုကောင်သွားနေရပါ cash ပဲပါတယ်ဆိုလို့ရှိရင်တော့ဒီကောင်တာမှာ cash ကိုကဲဖြစ်နေပြောင်းပြီးတော့ခုကောင်မှာဝင်စားလို့ရတယ်ပေါ့နော်မဟုတ်ဘဲနဲ့ကို့မှာ time bank အကောင့်ရှိတယ်ဒါမှမဟုတ် true money အကောင့်ရှိရဆိုလို့ရှိရင်တော့ time bank ဝင်စားလိုက်ရင်အဆင်ပြေတယ်ပေါ့နော်3ချက်စီတမင်တပွဲကိုဆိုရင်ဒီမှာကြည့်35 40 45စကဲနော်ချိုက်ခါဖိုးရှင်းလည်းတော်များတယ်ခိုးခောက်ဆွဲလည်းထပ်စားမယ်ပေါ့နော်ခိုးခောက်ဆွဲတိုင်းနေလာသွားမယ်ဒါဥတီကိုရောက်တိုင်းအများနဲ့စားပြတဲ့အရာပေါ့နော်အခုဒီမှာလို့သူကအရန်ဟိုတန်တယ်တပွဲကမှ29ပါဒီချက်စီထမင်းတပွဲကိုဘတ်35ဘတ်တဲ့ကွယ်စဉ်းစားကြည့်ဒီ portion နဲ့ဒီခောက်ဆွဲတပွဲဆိုလို့ရှိရင်29ဘတ်ပဲရှိတယ်တကယ်တန်တယ်အရသာလည်းတကယ်ကောင်းတာနော်ကဲအဲ့တော့စပြီးစားတော့မှာဆိုတော့အရင်ဆုံးစပင်းရင်စီးလိုက်စားလို့ရှိရင်စပင်းရရှုပ်တယ်လေနော်စားကောင်းစားဖို့အတွက်အရင်ဆုံးသိမ့်လိုက်ပါပြီထားကြည့်ပါမယ်ဘယ်ကောင်းလဲနော်တမ်နဲ့တနေ့ကခုကောင်ကည7:00နာရီကနေပြီးည7:00နာရီထိဖွင့်တယ်ဆိုတော့ပိတ်ရက်လည်းမရှိဘူးတိုက်တဲ့ချိန်လာစားလို့ရတယ်ကိုယ့်ရဲ့ favorite အဖြစ်ဆုံးခိုးခောက်ဆွဲလာပါပြီတမ်နဲ့တနေ့ကဟိုစပြီးရောက်ခါကြတော့ဘာစားမှမသိဘူးပေါ့နော်သူများရဲ့ဒီလိုမျိုးခောက်ဆွဲပကံနေယူလာလို့ရှိရင်ဘယ်ကနေမှာလည်းမသိဘူးဈေးကြည့်ရလားမသိဘူးအဲ့လိုမျိုးပေါ့အသားတွေဆိုလို့ရှိရင်လည်းအတုံးအကြီးတွေနော်ဒါဖူးကောက်ဆိုတော့စားပြီးလို့ရှိရင်တော့တေချာပြန်ထည့်ခဲ့ပေါ့နော်ရှင်းပြီးတော့တချို့တွေကကျတော့မရှင်းခဲ့ဘူးအဲ့လိုမျိုးမလုပ်သင့်ပါဘူးဆန်နိုင်ထိုးပါပြီကော်ဖီတောက်ချင်တာမတောက်လိုက်ရပါဒီတမ်နဲ့တနင်္ဂနွေထိတဲ့ကသူ့ရဲ့ toilet တွေကပေါ့နော်တနိုင်ငံချင်းဆိုရောက်သွားတယ်လို့ခံနေထားဒီတရားတစ်ခုနဲ့ဒီတော့လာပါအိမ်ပြန်ပါပြီတရားသိပါတော့မယ်တရားနဲ့လိုက်ရောက်ပြေးဒီနေ့အမှန်တိုင်းပြောရလို့ရှိရင်နေလို့လည်းသိမကောင်းပါဘူးနှုံးနေတယ်လို့ခံစားရပါတယ်ဒါပေမဲ့လည်းပြောပါတယ်မဟုတ်စားလို့